မိစ္ဆာအရှင်သခင်ဟာဇနီးနဲ့သမီးကိုလာတိုက်ခိုက်တဲ့ရန်သူတွေကိုဖမ်းဆီးစစ်ဆေးလိုက်တဲ့အခါမှာတော့အမှန်တရားကိုသိလိုက်ရပါတယ်။သူတို့ကိုနတ်ဖျားနယ်မြေကိုခေါ်သွားမယ်လို့ဂရုပေးပြီးဇနီးတွေလော့ယူဟော့ကိုတပ်ဖို့စေခိုင်းခဲ့တဲ့သူတွေရှိနေတာပါ။သူဟာအညံ့စားရန်သူတွေကိုတပ်ပစ်မဲ့အစားသူ့ရဲ့စွမ်းအားချုပ်ကိုအတင်းအဓမ္မထိုးသွင်းပေးလိုက်ပြီးမင်းတို့နတ်ဖျားနယ်မြေကိုသွားကျင်နေမလားတော့ဒါကိုခံယူစမ်းအခုကစပြီးငါဇနီးနဲ့သမီးကိုကာကွယ်ဖို့မင်းတို့မှာတာဝန်ရှိတယ်သူတို့ကိုတခုခုဖြစ်တာနဲ့မင်းတို့အသက်မရှိတော့ဘူးလို့မှတ်ထားလို့အမိန့်ပေးကသူ့ရဲ့တစ္ဆာခံအရေးစစ်တီတွေအဖြစ်ပြောင်းလဲပစ်လိုက်ပါတယ်မိစ္ဆာအရှင်သခင်ဟာအိမ်မှာတာမန်လူသားရောင်ဆောင်နေပေမဲ့ညဘက်မှာတော့နတ်ဖျားနေမြေကိုတွားရောက်ပြီးသူ့မိသားစုကိုရန်မှုခဲ့တဲ့အမြင့်တွေနေတဲ့အင်အားစုတွေကိုအစပြောက်အောင်ချေမှုန်းပစ်လိုက်ပါတယ်ကောင်းကင်ဘုံကသူ့ကိုပြစ်ဒဏ်ပေးဖို့စ조사ပေမဲ့သူ့ရဲ့စွမ်းအားရှိမှာတော့အဲ့ဒီပြစ်ဒဏ်တွေဟာအသားနှိမ့်နေပေးတဲ့လောက်ပဲခံစားရတာပါသူဟာသတင်းပြန်ရခဲ့ပါတယ်သူ့ဇနီးလော်ယူဟော့ဟာတကယ်တော့မြောက်ပိုင်းပင်နတ်ဖျားနေမြေကလော်နန်းတော်ရဲ့သမီးတော်ဖြစ်နေတာပါအဲ့ဒီနန်းတော်ကလူတွေကပဲသူမကိုနှစ်ပေါင်း100တိုင်လိုက်လံရှာဖွေပြီးဒုက္ခပေးနေခဲ့တာဖြစ်ပါတယ်မိစ္ဆာအရှင်သခင်ဟာညရင်းချင်းပဲလော်နန်းတော်စီကိုဒေါသတကြီးရောက်သွားပါတယ်နန်းတော်သခင်ဟာမိစ္ဆာအရှင်သခင်ရဲ့ကြောက်စရာကောင်းတဲ့အရှိန်အဝါကိုမြင်လိုက်ရုံနဲ့တင်ကြက်တေသွားရပါတယ်မင်းတို့ကငေါဇနီးရူရင်းကိုလိုက်တက်နေတဲ့သူတွေလားလို့သူကမေးလိုက်တဲ့အခါနန်းတော်သခင်ဟာတုံတုံရင်နဲ့အရှင်အထင်လွဲနေပါပြီယူရင်းကကျွန်တော်ရဲ့သမီးရင်းပါကျွန်တော်သူမကိုလိုက်ရှာနေတာနှစ်ပေါင်း100ရှိပါပြီလို့ဖြေရှင်းရှာပါတယ်မိစ္ဆာအရှင်သခင်ကတော့အေးဆက်ဆက်အပြုံးနေပဲဩဟုတ်လားဒါဆိုလဲကျွန်တော်ရဲ့ရောက်ခမကြီးပေါ့ကျွန်တော်ကစမ်းတော့နေတာပါလို့ပြောလိုက်ပေမဲ့သူ့ရဲ့မျက်လုံးထဲမှာတော့ရန်မျိုးတွေကရှိနေသေးပါမိစ္ဆာအရှင်သခင်ဟာဇနီးတဲ့ရဲ့မိသားစုနောက်ခံအစ်စ်အမှန်ကိုသိရှိသွားပါပြီယူရင်းကအခုတော့ဘေးကင်းသွားပါပြီရောက်ခမကြီးစိတ်ချလိုက်တော့မိစ္ဆာအရှင်သခင်ဟာသူ့ရဲ့ရောက်ခမဖြစ်သူလော်ယူလင်းနဲ့စကားပြောပြီးနောက်ဇနီးတဲ့ရဲ့အတိတ်ကရန်ကြွေးတွေကိုသူကိုယ်တိုင်ပဲဖြေရှင်းဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့အိမ်ပြန်ရောက်တဲ့အခါမှာတော့သူဟာအမြဲတမ်းလိုပုံစံမကျပဲအိပ်ပျော်နေတဲ့တာမန်ခင်ပွန်းအဖြစ်ပဲဆက်ရှိနေပါတယ်ဇနီးဖြစ်သူကတော့သူ့ကိုကြည့်ပြီးဒီရက်ပိုင်းငါတို့ကိုပြုစုရတာပင်ပန်းနေရှာတာပဲဆိုပြီးတနာကယူနာတက်နေရှာပါတယ်ရန်သူတွေခြေရာခံပြီးသွားပြီဖြစ်လို့လော်ယူဟော့ဟာသူမရဲ့ခင်ပွန်းနဲ့သမီးကိုခေါ်ပြီးတခြားမြို့ကိုပြောင်းရွှေ့ဖို့ဆုံးဖြတ်လိုက်ပါတယ်။နတ်ဖျားမတပါဖြစ်လို့သူမကလေပေါ်မှာပြန်တန်းပြီးခရီးနေတဲ့အခါမှာတော့မိစ္ဆာအရှင်သခင်ဟာညံစင်ပါတော့တယ်။ဇနီးလေးဖြည်းဖြည်းပြန်ပါကိုအမြင့်ကြောက်လို့မျက်စိတွေလဲနေပြီ။ဇနီးလေးကိုဖတ်ထားမှပဲစိတ်အေးရတော့မယ်ဆိုပြီးသူမရဲ့ခါကိုတင်းတင်းကြပ်ကြပ်ဖတ်ထားပါတယ်။ဇနီးဖြစ်သူကရှင်တောင်ပေါ်မှာအမဲလိုက်တုံးကကြတော့မကြောက်ဘဲနဲ့အခုမှဘာဖြစ်တာလဲလို့မေးပေမဲ့တကယ်တမ်းမှာတော့ခင်ပွန်းတည်ရဲ့နှွေးထွေးတဲ့ရင်ခွင်ကြောင့်သူမကိုယ်တိုင်လည်းစိတ်လှုပ်ရှားနေရပါတယ်။တကယ်လို့သူပြုတ်ကျသွားရင်ငါပဲစိတ်မကောင်းဖြစ်ရမှာ။ဒါကြောင့်တင်းတင်းပဲဖတ်ထားပါစေတော့လို့တွေးရင်နန်းနီးမျိုးစီကိုပြန်တန်းခဲ့ကြပါတယ်။နန်းနီးမျိုးကိုရောက်ခါနီးမှာပဲနတ်ဖျားနယ်မြေကရဲကျန်းရဲ့လက်ပါစီတွေဟာသူတို့နောက်ကိုထက်ချက်မကွာလိုက်လာကြပါတယ်မိစ္ဆာအရှင်သခင်ကတော့သူ့ရဲ့အေးချမ်းတဲ့ခရီးစဉ်ကိုလာနှောက်ယှက်တဲ့သူတွေကိုဒေါသထွက်သွားပြီးဇနီးတီကိုပြောင်းလဲလိုက်ပါတယ်ဇနီးလေးကိုပိုင်းနေနာလို့အိမ်သာခဏသွားခြင်းလို့ဒီမှာခဏဆောင်နေနော်ဇနီးတဲကကျမလိုက်ခဲ့ပေးရမလားလို့မေးတာကိုညှင်းဆန်ပြီးရန်သူတွေရှိရာကိုလျှက်တစ်ပြက်သွားရောက်ခဲ့ပါတယ်သူ့ရှိမှာရောက်နေတဲ့ရန်သူတွေကိုသူကအေးဆက်ဆက်နဲ့မေးလိုက်ပါတယ်မင်းတို့ကိုဘသူစေခိုင်းတာလဲအမှန်တိုင်းပြောရင်တခါတည်းတေခွင့်ပေး